ပန်ဒိုရာဂျိုပေါ်မှာနာဗီလို့ခေါ်တဲ့ဂျိုသားတွေဟာတဘာဝတရားနဲ့တဟာဇာရဖြစ်အောင်နေထိုင်ကြတယ်။ဒါပေမဲ့သူတို့မြေကိုအရင်ကသိမ်းပိုက်ဖို့ကြိုးစားခဲ့မှုတဲ့လူသားတွေရဲ့ကျူးကျော်မှုကိုအငြင်းစိုးရိမ်နေရတယ်။ညီကိုတွေဖြစ်တဲ့လိုဝတ်နဲ့နီဒီယမ်တို့ကအီကရန်တွေကိုစီးပြီးအတူတူပြန်တန်းနေကြတာပေါ့။ပျော်စရာကောင်းအောင်ပြန်တန်းပြီးနောက်မှာညီကိုနယူးယောက်နီဒီယမ်တည်ဆုံခဲ့တဲ့အကြောင်းပြောရင်ပွေဖက်လိုက်ကြတယ်ဝိညာဉ်သစ်ပင် spirit tree ကနေလိုအပ်သူခန္ဓာကိုယ်ကိုပြန်ဖြုတ်လိုက်တဲ့အချိန်မှာအဲ့ဒီအာယုံကပျောက်သွားတယ်။ဒါပေမဲ့သူ့အကိုခစ်ခဲ့ရတဲ့ကိစ္စအတွက်သူတာဝန်ရှိတယ်လို့ခံစားနေရတော့ပါပဲ။ဒီအတော့အတွင်းကီရီနဲ့စပိုက်ဒါတို့ကလည်းသစ်ပင်နဲ့ချိတ်ဆက်ချင်နေကြတယ်။စပိုက်ဒါကလူသားဖြစ်နေလို့မရသလိုကီရီကလည်းရေအောက်ရောက်နေအတယောဂထက်ခါလာလို့မရဘူးဖြစ်နေတယ်။ရေအောက်တန်တာကြောက်တန်းစီမှာတော့ဂျိတ်နဲ့ကလေးတွေဟာပြီးခဲ့တဲ့တိုက်ပွဲအပြီးရေလဲကျန်နေတဲ့လက်နက်တွေအပြက်အစည်းတွေကိုရှင်းလင်းနေကြတယ်။ရွာကိုပြန်ယူလာတော့ခေါင်းဆောင်တွန်တိုဝါရီနဲ့ကိုဝင်ဒီဇနီးရိုနယ်ဒိုကလူသားလက်နက်တွေကိုသဘောမကျကြဘူး။ချိတ်ကလှန်တွေနဲ့ရဟယင်တွေကိုပြတ်ချလို့မရဘူးလို့ထောက်ပြတော့တိုနိုဝါရီကဒနာယီလာတားရဲကောင်ကြီးတိုယွတ်ကိုပြန်စီးကိုတောင်းဆိုတယ်။ချိတ်ကတားရဲကောင်ကိုစီးရင်ကိုပါတားရဲကောင်လို့ဖြစ်သွားမယ်ဆိုပြီးညင်းတယ်။နောက်တော့ကလေးတွေကအုပ်စုကနေအပယ်ခံထားတဲ့တူလ်ကွန်တရာကန်နဲ့အတူရေကူးကြတယ်။လူသားတွေကိုတိုက်ထုတ်ရမှာကူညီပေးခဲ့လို့ပရာကန်ကိုကျေးဇူးတင်ကြပြီးထာဝရအတူရှိနေမယ်လို့ကတိပေးကြတာပေါ့။ညဘက်ကျတော့စပိုက်ဒါရဲ့အောက်ဆီဂျင်ဘူးပါအချက်ပေးတဲ့မီလောမိသားစုတစ်ခုလုံးလှန်နိုးသွားကြရောအားလုံးဝမ်းပြီးအပူဝူးရှာပေးလိုက်လို့အချင်းမီလေးကယ်လိုက်နိုင်တယ်။နောက်နေ့မှာလေးချောင်းကုန်တယ်တွေပစ္စည်းတွေဝင့်မြတ်ဖို့ရွာကိုရောက်လာကြတယ်။ဂျိတ်နဲ့သူမီမနီတီရီတို့ကစပိုက်ဒါကိုဒီနေရာမှာဆက်နေရင်အသက်မရှင်နိုင်တော့ဘူးလို့တွေးပြီးကုန်တယ်တွေနဲ့အတူလူသားစကိုင်းကိုပို့လိုက်ဖို့ဆုံးဖြတ်လိုက်ကြတယ်။စပိုက်ဒါနဲ့ကလေးတွေအားလုံးဒေါသထွက်ပေးမဲ့မိဘတွေကစိတ်မပြောင်းဘူး။ဂျိတ်ကအပေးယူအင်းနဲ့မိသားစုတစ်ခုလုံးစပိုက်ဒါကိုဟိုက်ကပ်အထူလိုက်ပို့ရင်နောက်ဆုံးခီးစဉ်အဖြစ်အတူသွားကြမယ်လို့ပြောတယ်။ကုန်တယ်ကောင်းဆောင်ကမျိုးနွယ်စုစစ်ကွဲတွေကြားမပါကျင်ဘူးလို့ငင်းပေမဲ့ဂျိတ်ကသူတို့သင်းဘောတွေကိုအဆောင်ဆောင်ပေးမယ်ဆိုပြီးကတိပေးလို့လက်ခံလိုက်တယ်။ဒီလိုနဲ့ကုန်တယ်တင်ဘောတွေနဲ့ခီးထွက်လာကြရကနေလူသားစစ်တပ်ကသူတို့နေရာကိုအလွယ်တကူရှာတွေ့သွားတယ်။အရင်ကလူသားဖြစ်ခဲ့ပေမဲ့အခုအဗာဒါခနာကိုရထားနဲ့ဘုံမူကြီးမိုင်းကတိုက်ပွဲပြင်ဖို့သူ့လူတွေကိုပြောလိုက်တယ်။ခဏကြတော့သူတို့တင်ဘောတွေဟာ HP ပဲတွေရဲ့တိုက်ခိုက်ခြင်းကိုခံရတော့တာပဲ။သူတို့ရဲ့မီးများတွေကြောင့်လေရင်တွေပျက်စီးကုန်တယ်။ဂျိတ်ကသူ့အကောင်ကိုစီးလူသားသနတ်တွေနဲ့ပြန်ပစ်တယ်လို့ကုန်တယ်တွေကလည်းတင်ဘောပေါ်ကလေးကြီးတွေနဲ့ပြန်ပစ်ကြတယ်။လိုအပ်ရဲ့အကောင်ကများမှန်သွားလို့လိုအပ်တဲ့တင်ဘောပေါ်ခုံးတက်လိုက်ရပြီးသူ့အကောင်ပြုတ်ချက်တီးဆုံးသွားတာကိုဝမ်းနည်းစွာကြည့်နေကြရရဲ့။တချို့ H လူတွေတင်ဘောပေါ်တက်လာလို့ကုန်တယ်တွေနဲ့အနီးခတ်တိုက်ခိုက်ကြရတယ်။စပိုက်ဒါကရင်သူတယောက်ကိုမြားနဲ့ပြစ်နိုင်ခဲ့ပြီးမြဲ H စစ်တေကအင်အားကြီးလို့သူ့ကိုဖိထားလိုက်တယ်။ကံကောင်းလို့ကုန်တယ်တယောက်ကအနောက်ကနေဝင်တိုက်ပြီးလို့ကလေးအသက်ဘေးကလွတ်သွားတယ်။ဘရိုင်းကနေနီဒီရီကိုမြားနဲ့ပစ်လိုက်လို့နီဒီရီတယောက်သူ့စီပြန်လာပြီးအကောင်ဒီပေါ်မှာနေအကျိတ်နဲ့တိုက်ခိုက်ကြတော့တာပဲ။အပြန်အလှန်တိုက်ခိုက်ပြီးနောက်နီဒီရီသူ့အီဂနန်ဘော့ကနေပြုတ်ကျပြီးတောထဲရောက်သွားတယ်။တစ်ပင်ရီခံနေလို့အသက်မသေးတာ။တင်ဘော်လည်းပြတ်ကျပြီးကုန်တယ်ရီအများကြီးတေးကုန်လေ။ခလီရီပြန်ပြေးဖို့ကြိုးစားပေမဲ့သူတို့အကောင်လည်းအကစ်ခံရပြီးပြတ်ကျသွားပြန်ရော။စပိုက်ဒါရဲ့အောက်ဆီဂျင်ကုန်ကနေပြီးမှအပိုဘူးရှာဖို့ပြတ်ကျသွားတဲ့တင်ဘော်စီလိုဝတ်ခေါ်သွားပြီးတယ်။ခီရီနာတုတ်ကတော့ကြံခဲ့တာပေါ့။ပြတ်ကျတဲ့နေရာကိုဝိုင်းထားပြီးအသက်ရှင်ကျန်သူတွေကိုတတ်ပစ္စည်းတွေလူယူကြတယ်။အသက်ရှင်သူတွေကိုမတက်ခင်သူတို့ရဲ့စပင်အမြင်တွေကိုဖစ်ပစ်ကြသေးတယ်။လိုအပ်တဲ့စပိုက်ဒါတို့ခြုံပုတ်ကွယ်ကနေဒီအစုလိုက်အပြုံလိုက်တက်ဖြတ်ပွဲကိုချောင်းကြည့်နေကြတာပေါ့။ဒါပေမဲ့အဲ့စစ်တပ်တွေမြင်သွားတော့ထပ်ပေးရရော။ကောင်းလေးတွေသူ့အမတွေနဲ့ပြန်တွေ့ပြီးအတူတူကြေးကြပေမဲ့လိုအပ်ချော်လဲပြီးကြချင်ခဲ့တယ်။ရန်သူနှစ်ယောက်အရင်နီးကလာတဲ့အချိန်သူပစ်တက်လိုက်တယ်။ဗာရန်နဲ့သူ့အဖွဲကြာဆုံးသွားတဲ့သူတွေကိုလာစစ်ဆေးတော့ကြီးစံကိုတွေ့ပြီးတခါမှမမြင်ဘူးလို့သူအံ့ဩနေတယ်။အဖွဲကမောင်နှမတတိုက်နောက်လိုက်ကြတော့တူတူလွတ်အောင်မြစ်ထဲခုန်ချလိုက်ကြရဲ့။အခုတော့ဘုံကွင်ရဲ့အဖိုးအောက်ဆီဂျင်ဘူးရှာကိုလမ်းကွေးကနေတွားကြရမယ်။တပြိုင်နက်တည်းမှာပဲနေတီရီကိုသူ့အကောင့်ကပြန်ရှာတွေ့ပြီးကဲလိုက်တယ်။တခြားတနေရာမှာတော့ဂျိတ်ကကလေးတွေကိုလိုက်ရှာရင်ပြတ်ကျတဲ့နေရာနားမှာအဖိုးအောက်ဆီဂျင်ဘူးတွားတွေ့တယ်။အဲ့ဒီအချိန်မှာပဲမိုင်းနဲ့တခြားအာဗဒါခန္ဓာကိုရထားတဲ့စစ်သားတယောက်ဂျိတ်ကိုဝိုင်းမိသွားတယ်။သူ့ကိုရိုက်နှက်ပြီးလက်ပြန်ချိုးတော့ကဘာဖြစ်ခဲ့လဲမေးတာပေါ့။ဂျိတ်ကအာရှလူတွေအကြောင်းပြောပြတယ်။စပိုက်ဒါကမိုင်းရဲ့တွေးသားရင်းဆိုတော့ဒီတရင်ကြပြီးကလေးသားစိတ်ပူသွားတယ်။ဒါနဲ့ကလေးကိုကူရှာပေးဖို့ဂျိတ်ကိုအတင်းခိုင်းတော့တာပဲ။တောလယ်မှာတော့စပိုက်ဒါတယောက်လေးပြတ်ပြီးလဲကျသွားတယ်။တဘာဝတယောက်ကိုမြင်ပြီးအကြံရသွားတဲ့ကီရီကသူ့ရဲ့စပင်အမြင်ကိုမြေကြီးနဲ့ချိတ်ဆက်ပြီးရေပေါ်တက်တော်လေးတကောင်ကိုပိုက်ဒါပါဆက်တဲ့အတင်းထည့်ပြီးမြှိုချခိုင်းလိုက်တယ်။ပြီးတော့အပင်တွေကိုအမိန်ပေးလိုက်တော့အပင်တွေလင်းလက်လာပြီးစပိုက်ဒါခန္ဓာကိုယ်ကိုလွှမ်းကြုံသွားတယ်။မကြခင်သူ့ခန္ဓာကိုယ်ပါလင်းလာပြီးအတက်ယောဂထားလာရော။လိုအက်ကသူ့စပင်ကိုဆွဲဖြုတ်လိုက်ပြီးတော့စပိုက်ဒါတတိပလန်ရလာပြီးဒီဂျိုကလေကိုရှူနိုင်သွားတယ်။ရုတ်တရက်မီးများသည်ကျလာပြန်ရော။
လိုအက်ကချက်ချင်းပြန်ပြီးတခြားကလေးတွေလည်းပြန်တိုက်ပေမဲ့ Ash လူတွေကဝိုင်းထားပြီးအလွဲတကူဖမ်းမိသွားတယ်ဂျိတ်နဲ့မိုက်လည်းခြုံပုတ်ထဲကနေချောင်းကြည့်နေကြတယ်ဗရန်ကလူသားလက်နက်ကိုကိုက်ကြည့်ရင်ဘလူသုံးရလည်းတင်ပေးဖို့လိုအက်ကိုပြောတယ် လိုရက်ကညင်းတော့တော့ကိုတတ်မယ်လို့ချင်းချောက်တာပေါ့ဂျေးကအဆောင်တယောက်ကိုဖြိုချပြီးဝင်ခဲ့ပေမဲ့အင်အားမမျှဘူးအဲ့ဒီမှာမိုင်းထွက်လာပြီး Ash စစ်တဲ့တယောက်ကိုပြစ်တက်ဗရန်ကိုတစားကန်လုပ်ပြီးချင်းချောက်တာပေါ့စစ်တဲ့တွေလက်နက်ချလိုက်လို့ဂျေးကလေးတွေနဲ့ပြန်ပေါင်းမိသွားတယ်မိုင်းကဗရန်ကိုဖမ်းပြီးပြန်ဆုပ်ဖို့ကြိုးစားတော့ဗရန်ကသူ့စပင်းနဲ့မိုင်းကိုလှမ်းထိုးလိုက်တော့မိုင်းတောင့်သွားရော စစ်တီဒီဂျိတ်ကိုချက်ချင်းဖမ်းချုပ်လိုက်ပြီးချုံမုံထက်ကစစ်သားနောက်လိုက်ပြီးမဲ့သူကတော့ထွက်ပြေးသွားတယ်ဗာရန်ကမိုင်းကိုတနက်ပင်နီတင်ကိုင်းတယ်မိုင်းတင်ပြီးတော့ဗာရန်တဲ့တနက်ပြေရောကပျော်သွားရောတခြားတစ်ခါမှာတော့နီဒီဗီကစခန်းကိုပြန်ရောက်ပြီးနာဗီတွေကသူ့တန်ရာကိုကူတာပြီးနေကြတယ်ခဏကျတော့ဗာရန်နဲ့သူ့လူတွေအောင်ပွဲခံနေကြပြီးခန်းနာပြီးညင်တစားကန်တွေကိုရဲစပူစော်ကြမှာခီရီကသူ့ဆက်ပင်ကိုမြေကြီးနဲ့ချိတ်ပြီးအပင်တွေကိုအဆောင်နေစီမေဆေးမြောက်လီပစ်ခိုင်းလိုက်တယ် ပြီးတော့သူတို့ထွက်ပြေးကြတယ်ဗာရိန်တို့တတိထားမိတဲ့အချိန်မှာအဖွဲ့ကမစ်ကိုဖျက်ပြီးသွားပြီနောက်တနေ့မနက်မှာနီတီရီနဲ့မဟာမိတ်တွေရောက်လာပြီးဂျိတ်နဲ့ကလီတွေကိုကဲထုတ်သွားတယ်မိုင်းကလူသားစခန်းကိုပြန်သွားပြီးသိပ္ပံပညာရှင်တွေကိုစပိုက်တာအကြောင်းပြောပြတယ်စပိုက်တာကပန်ဒိုရာဂျိုးကလီကိုရှူနိုင်နေပြီမို့ဒါဟာလူသားတွေဒီဂျိုးကိုတိမ့်ပိတ်သို့တော့ချက်ဖက်လာနိုင်နေဟိုက်ကမှာနာဗီမဟာမိတ်တွေစစ်ဆေးကြည့်တော့စပိုက်တာရဲ့ခန္ဓာကိုယ်ထဲမှာတောထဲကတက်ရှိတွေရောက်နေပြီး သူ့ခေါင်းနောက်မှာလည်းအရာတစ်ခုပေါက်နေသေးလေဒီအတော်အတွင်းကီရီကဝိညာဉ်တစ်ပင်နဲ့ချိတ်ဆက်ပြီးစပိုက်ဒါအကြောင်းဖျားသခင်ကိုမေးဖို့ကြိုးစားပေမဲ့လေပြင်းလေကတွန့်ထုံနေတယ်ကီရီအတက်ယောဂထလာလို့တခြားသူတွေအတင်းဆွဲဖြုတ်လိုက်ရတယ်ကီရီတက်တာလာတော့ဂျိတ်နဲ့နီဒီရီတို့အမှန်တိုင်းပြောပြဖို့ဆုံးဖြတ်လိုက်ကြတယ်ကီရီကို Grace ဆိုတဲ့လူသားရဲ့အဗတာခန္ဓာကိုယ်ကနေမွေးခဲ့တာဖြစ်ပြီးမျိုးရိုးဗီဇအရာသူ့အမေနဲ့တတက်တဲတူပေမဲ့သူ့မှာအဖေမရှိဘူး နောက်ပိုင်းမှာဂျိတ်ကလူသားတွေစပိုက်ဒါကိုအသုံးချမှာစိုးရင်ကြောင်းနီဒီရီကိုပြောပြလိုက်နီဒီရီကစပိုက်ဒါကိုတပ်ပစ်တဲ့နယ်လူမြင်ပေမဲ့ဂျိတ်ကလက်မခံပဲမိသားစုလိုက်တနာကြောက်တန်းစီပြန်ပြီးပုံးနေဖို့ချုံဖျက်လိုက်ကြတယ်အရှိဘက်ပင်လဲပြမှာတော့ဘိုချီမစ်နဲ့အဖွဲ့ကဒူကွန်တွေကိုလိုက်ဖမ်းနေကြတယ်လက်နက်ဒီပစ်ခတ်ပြီးတားရဲကြီးတကောင်ကိုတတ်လိုက်ကြတယ်သူကလေးရဲ့ငိုတန်းကိုတော့ဂူးမဆိုင်ကြဘူး ဂျိတ်ထုံမိသားစုတနာကြောက်တန်းစီပြန်ရောက်ပြီးပုံမှန်တိုင်းပြန်နေကြတယ်စပိုက်ဒါကသူ့ခေါင်းဝပေါက်နေတာသူ့ကိုယ်ပိုင်စပင်းအမင်းထိနေမှန်တိလိုက်ရလို့ပြောနေတယ်တင်ကြမှာကောင်စီကသူ့ခွန်းဒီရဲ့အတန်ကြားဖို့စုဝေးကြတယ်ငင်းချမ်းရဲ့လိုလားတဲ့တရားတွေမို့လို့ပယာကန်ကသူ့အမေအတွက်လက်စားချေဖို့လူသားတွေကိုတိုက်ခိုက်ခဲ့တာကိုမကျေနပ်ကြဘူးဒါကြောင့်သူ့ကိုတသက်လုံးပြည်နေတန်ပြေးဖို့ဆုံးဖြတ်လိုက်ကြတယ် ပယာကန်ဝမ်းနဲ့စွာနဲ့ထထွားတော့လိုအပ်ကပယာကန်ဟာလူတွေကိုတိုက်ထုတ်ပြီးနာဗီတွေကိုကယ်ခဲ့ကြောင်းကာကွယ်ဖျော်ပြီးတယ်ဂျိတ်ကလိုအပ်ကိုဆွဲခေါ်သွားပြီးအမိမနာကန်လူစုပူရဖို့ပြီးခဲ့တဲ့တစ်ခေါက်ကသာလိုအပ်သူ့စကားနားထောင်ခဲ့ရင်သူ့အကူအသက်ရှင်နေဦးမှလို့ဂျိတ်ကထောက်ပြလိုက်တယ်အပြစ်ရှိစိတ်ကြောင့်လိုအပ်ထပ်ပြီးသွားရောနီတီရီကဂျိတ်ကိုလိုက်သွားဖို့ပြောပေမဲ့ဂျိတ်ကညင်လဲနီတီယန်တေဆုံးမှုအတွက်သူ့ကိုယ်သူလည်းအပြစ်တင်နေမိကြောင်းဝန်ခံတယ် သူတို့စကားများကြပြီးနီတီရီကလူသားတွေကိုမုန်းတီးကြောင်းစပိုက်တာကိုခလီးဘွားကလေးကတပ်ပစ်ခဲ့တဲ့ကြောင်းပြောတယ်ဂျိတ်ကဒီလောက်အမုန်းတရားတွေနဲ့ဆက်မနေတဲ့ကြောင်းသူကိုယ်လည်းအရင်ကလူသားဖြစ်ခင်ကိုခလီးတွေကနည်းနည်းကွဲပြားနေတာဖြစ်ကြောင်းပြန်ပြောတယ်အဲ့ဒီအချိန်မှာအပြစ်ရှိစိတ်ဝင်နေတဲ့လူဝဲတယောက်ကန်းဆက်ကိုတနက်ယူသွားပြီးကိုကိုတတ်ဖို့စူးစမ်းပေမဲ့မလုပ်နိုင်ခဲ့ဘူး ကီရီနဲ့ဆီရီယာလို့ရောက်လာပြီးနှစ်သိမ့်ပြေးကြတယ်ဂျင်းငုတ်တုံးကနီတီရီရဲ့ပျောက်ထွက်တဲ့လေးကိုပြန်ပြင်ဖို့တိုက်တွန်းကြတယ်နောက်တနေ့မှာကီရီကစပိုက်ဒါကိုသူ့စပီးအမြင်နဲ့တတ်တော်ဝါတွေချိတ်ဆက်နီးသင်ပေးပြီးအတူတူရေကူးကြတယ်ဒေါ်ထဲမှာတော့မိုင်းနဲ့စီသားတွေကနာဝီအုပ်စုကိုဖမ်းပြီးထားပြီးစပိုက်ဒါအကြောင်းမေးရင်ရွာကိုမီးမုတ်ဆက်တွေနဲ့ရှိုးနေကြတယ် ဘယ်သူမှမသိကြတော့မိုင်းက HP ဘဲကိုရှာဖို့အဆုံးဖြတ်လိုက်တယ်တက်ကန္တာရာကိုရောက်တာနဲ့စစ်သည်တွေကသူ့ကိုတိုက်ခိုက်ပြီးဖမ်းလိုက်ကြတယ်အဲ့ထဲမှာလက်နက်တွေတွေ့တော့သူတို့ခေါင်းဆောင်တဲ့လက်ဆောင်ယူလာတာလို့ပြောတာပေါ့သူတို့ကို brand စီခေါ်ထားတော့မိုင်းကလက်နက်တွေပြပြီးလူချင်းတလောက်ယူလာပြီးမယ်လို့ကတိပေးတယ် brand ကသူတို့စပင်ချင်းချိတ်ဆက်ဖို့လို့တော့မိုင်းကအချက်ပြလိုက်တာနဲ့ပုံနေတဲ့စနိုက်ပါသမားက S စစ်သည်တီလန်ကိုပြစ်တက်လိုက်တယ် ဗာရန်ကမိုင်းကိုတူးတဲတဲ့ခေါ်သွားပြီးအမုတ်ဖီဖူတွေရှူခိုင်းတယ်မိုင်းတယောက်ရောင်ဆန်းနေမီအောင်လာတဲ့ခင်ဗာရန်ကဖျားသခင်ကသူ့မျိုးနွယ်ကိုဘယ်တော့မှမကူညီခဲ့လို့သူကမီးကိုပဲကိုးကွယ်ကြောင်ပြောပြတယ်။မိုင်းရဲ့ရင်ဘတ်ကိုဓာတ်နဲ့အပျော်တမ်းမွင်းပြီးတဲ့နောက်မိုင်းကသူတို့နှစ်ယောက်လိုချင်တာအတူတူပဲဒီကဘာကြီးတစ်ခုလုံးကိုမီးလောင်တိုက်သွင်းနေတာလीလို့ပြောတယ်။သူတို့နှစ်ယောက်ပေါင်းရင်ကြောက်စရာကောင်းတဲ့ခေါင်းဆောင်တွေထင်လာမှာမို့ဗာရန်လည်းပူးပေါင်းဖို့သဘောတူလိုက်တယ် လူသားစစ်တပ်ကလက်နက်တွေအများကြီးယူလာပြီးမိုင်ကဘာရန်ကိုမီးမုတ်ဆက်တုံးလေးတင်မိတယ်ဘာရန်ကတခြားတဲတွေကိုပျော်ပျော်ကြီးလိုက်ရှူနေပြီးနောက်ဆုံးမိုင်ကိုတုတ်တဲစီဆွဲခေါ်သွားပြီးပြောပါကြတော့တာပေါ့ S စစ်သေးတွေလည်းတနက်ပင်နီးတင်နေကြတယ်ညဘက်ကျတော့လိုအက်ကပြင်ထားတဲ့လေးကိုနေတီရီကိုပေးတယ်ဖတ်လိုက်ပြီးတဲ့နောက်အရေးကြီးကိစ္စရှိလို့သွားတော့မယ်လို့ပြောပြီးလိုအိုက်ထွက်သွားတယ် နောက်တနေ့မနက်မှာဆီးရီးယားကလိုဝဲတယောက်ပရာဂန်ကိုရှာဖို့ထွက်သွားမှန်သိပြီးသူ့ငွေချင်းနှစ်ယောက်နဲ့အတူလိတ်သွားကြတယ်ညနေဘက်မှာအလိုဝဲတို့ရီလိုင်းချမ်းတွေကိုဖက်ကြော်ပြီးခရီးဆက်ကြပံပဲအရှုံးမပေးဘူး
ဒီချိန်မှာ Mine နဲ့ Viren ကစစ်သားတွေနဲ့အတူရွာတွေကိုတိုက်ခိုက် Navi တွေကိုနှိပ်စက်ပြီးတရင်ချက်လက်ရတဲ့အထိလုပ်နေကြတယ်။တောထဲမှာ Kiri နဲ့ Spider တို့တန်ရုပ်စဉ်တိုးလာပြီးနမ်းမိကြတယ်။အပြက်လားမှာ Ash လူတွေဝိုင်းထားတာခံရလို့ထွက်ပြေးကြတယ် ကီရီကိုကာကွယ်ဖို့စပိုက်ဒါကသူ့ကိုယ်သူငါးစားလောက်လိုက်တော့မိုင်းကအလိဝင်ဖမ်းသွားတယ်။မိုင်းကစပိုက်ဒါကိုချုပ်ထားတော့ဗရန်ကသူ့စပင်အမြင်နဲ့ထိုးပြီးမေ့သွားအောင်လုပ်လိုက်တယ်။ကီရီကအိမ်ပြန်ပြေးပြီးတတိပေးပေမဲ့နောက်ကျသွားပြီ။ကျူးကျော်သူတွေရောက်နေပြီးမိုင်းဗရန်နဲ့စစ်သားတွေကန်ဆာမှာဆင်းလာပြီးဂျိတ်ကိုခေါ်ပေးဖို့တောင်းဆိုတယ် ဂျိတ်ကသူ့မိသားစုကိုသူမပါဘဲထွက်သွားဖို့ပြောတယ်နီတီရီကလက်မခံဘဲကလေးတွေကိုလွှတ်လိုက်ပြီးသူကတော့ဂျိတ်နားမှာနေခဲ့တယ်။စောင့်ရတာစိတ်မရှိတဲ့လူသားသင်းဘောကရွာကိုမီးရှို့ရတာပဲ။ဂျိတ်ထွက်လာပြီးရွာသားတွေကိုလွတ်ပေးမယ်ဆိုရင်မိုင်းနဲ့လိုက်သွားမယ်လို့ပြောတယ်။ဒါပေမဲ့မိုင်းကနီတီရီကိုပါလိုချင်နေတာ။ဂျိတ်ကညင်းပြီးတိုက်ပွဲစမယ်လို့ချိန်ချောက်တယ် ။ Mine ကနားလဲသွားပြီးဂျိတ်တယောက်ထဲကိုခိုးသွားဖို့သဘောတူလိုက်တယ်။အဖွဲ့ကလူသားစကန်ကိုပြန်လာကြတော့စစ်သားတွေက Archbishop ကိုရန်သူမှတ်ပြီးပြစ်မလို့လုပ်တယ်။ဒါပေမဲ့ Mine ပါလာမန်ထိသွားကြတယ်။ဘူဂျူကရန်သူတွေရောက်နေတာကိုမကြိုက်ပဲနှင်ထုတ်ချင်တယ်။ဒါပေမဲ့ Mine ကသူတို့အကူအညီကြောင့်သာအောင်ပွဲရခဲ့တာလို့ထောက်ပြပြီးအားတော့ကသူ့ကိုဩဘာပေးအောင်လုပ်လိုက်တယ် ဓာတ်ခွဲခန်းထဲမှာတော့တိတ်ပံပညာရှင်တွေကစပိုက်ဒါဘာလို့လေရှူနေတာလဲဆိုတာသိအောင်စမ်းသပ်မှုတွေလုပ်နေကြတယ်။နောက်တစ်နေ့မှာစီးရီးယားနဲ့တငယ်ချင်းတွေကလိုအပ်ကိုရှာတွေ့တယ်။ဒါပေမဲ့ရေထဲမှာတစုံတရာရှိနေတာကိုလိုအပ်သတိထားမိလိုက်တယ်။တေချာကြည့်လိုက်တော့အញ្ញမ်းရန်လိုတဲ့တတဝါတွေသူ့ကိုတိုက်ခိုက်မလို့လာနေတယ် လူအပ်နဲ့သူ့အကောင်အမြန်ဆုံးရေကူးပြေးပေမဲ့ဒဝါရီကသူ့အကောင်ကိုဖမ်းမိသွားလို့လူအပ်တယောက်ထဲတန်းနာကြောက်တန်းကြဝင်ပုံတယ်။ဒါပေမဲ့လက်တံတစ်ခုဝင်လာပြီးသူ့လန်ကိုချိုးဖြစ်တယ်။နောက်တစ်ခုကသူ့ကိုလာရစ်ပတ်လို့ဓာတ်နဲ့ဖြတ်လိုက်ရတယ်။ကန်ဆိုးရာကတားရဲတွေဆက်လာနေလို့လူအပ်စိတ်ပြတ်သွားတဲ့အချိန်မှာတူလ်ကွန်တချိုရောက်လာပြီးရန်သူတွေကိုစားပြစ်လိုက်တယ်။လူအပ်လည်းသတိလစ်သွားရော စီးရီးယားကကဲလိုက်လို့လူအပ်ရေးပေါ်မှာတတိပြင်းနေရလာတယ်။လူသားစခန်းမှာတော့စပိုက်ဒါတယောက်အချုပ်ခန်းနဲ့ရောက်နေတယ်။သူ့ဘင်းပေါက်ကိုခွဲဖို့ကြိုးစားပြီးပဲမကွဲနိုင်ဘူး။မိုင်းရောက်လာပြီးပဲစပိုက်ဒါကသူ့အဖေအတိမတ်မပြူဘူး။မိုင်းကစပိုက်ဒါအမေကြောင့်နေပြောပြပြီးအာယုံလွယ်တယ်။ပြီးတော့မထွက်သွားခဲ့သူ့ရဲ့စစ်သားဆွဲပြား dog tag ကိုပြီးခဲ့တယ်။အခုတော့စပိုက်ဒါကအဲ့ဒီဆွဲပြားနဲ့ဝက်ဦးတွေကိုဖြုတ်လီဘီယွန်ပေါက်ကနေထွက်ပြေးနိုင်ပြီ ညဘက်ရောက်တော့လိုအပ်တဲ့တငယ်ချင်းတွေပရာကန်ကိုရှားတွေးသွားတယ်။ဒါပေမဲ့သတင်းဆိုးကပရာကန်ရဲ့မျိုးနွယ်စုတစ်ခုလိုမိရဲ့လက်ချံနဲ့အသက်ခံလိုက်ရပြီးတကောင်ပဲအရှင်ချန်တော့တယ်။အဲ့ဒီအကောင်ကလည်းကိုမဟာဘုံတွေစိုက်လက်သားနဲ့မလွတ်နိုင်ရှာဘူး။စခန်းမှာတော့မိကနဲ့အခွဲကလာမဲ့နေချက်ချိန်မှာတူကွန်းတွေရိုးရပွဲလုပ်ဖို့စူဝေးကြလိမ့်မယ်။အဲ့ဒီအချိန်အကြီးကျယ်တိုက်ခိုက်ဖို့အကောင်းဆုံးပဲလို့စစ်တပ်ကပြောတယ်။ဇီဝဗေဒပညာရှင်အီယန်ကကန့်ကွက်ပေမဲ့ဘယ်သူမှနားမထောင်ကြဘူး။ ဂျိတ်ကတော့အပြင်ဘက်လောင်အိမ်ထဲမှာတရဆိုင်ယုံကအကောင်လိုမျိုးအများမင်ကွန်းမှာဖန်ခံထားရတယ်။မိုင်းရောက်လာပြီးနောက်6နာရီကြာရင်သူ့ကိုလူသိရှင်ကြားကွန်းပြမယ်လို့ပြောတယ်။ဂျိတ်ကဒီကဘာကြီးကဒီတက်ပိုကောင်းတာနဲ့ထိုက်တန်ကြောင်းအဗီခန္ဓာကိုရထားတော့တင်ယူစရာတွေအများကြီးရှိကြောင်းပြောပြပေမဲ့မိုင်းကဂီးမဆိုင်ပဲထောက်သွားတယ်။ဒီအချိန်မှာနေဒီရီကသူ့လဲကိုဆွဲပြီးဂျိတ်ရဲ့ပောက်ကွဲစစ်တပ်တဲ့များတွေကိုယူဖို့သဘောတူလိုက်တယ်။ခဏကြာတော့သူတော်တဲ့ကနေချောင်းဝင်လာပြီး H စစ်တဲ့တစ်ဖက်ကိုအလေးဝင်တိုက်ပစ်တက်ပြီးသူတို့ရဲ့ electronic တစိမ့်တွေကိုယူလိုက်တယ် ခိုးလာတဲ့တစိမ့်ကြောင့်စစ်သားတွေက S စစ်တယ်မှတ်ပြီးပြဖြတ်လိုက်ကြတယ်။နေတီရီကတိတ်တိတ်လေးဝင်သွားပြီးဗာရန်ရဲ့လေဘင်းကိုဓာတ်နဲ့ချိန်ကလစ်ဖက်လိုက်တယ်။ဂျိတ်ဘယ်မှာလဲလို့မေးတော့ဗာရန်ကပြောပြပြီးပြန်တိုက်ခိုက်တယ်။ဒါပေမဲ့မာယူဝင်လာလို့နေတီရီထပ်ပြီးရတော့တယ်။လမ်းမှာပိတ်နေတဲ့စစ်တပ်မှန်သမျှကိုဖြိုခပြီးသူ့အကောင့်စီအမြန်ပြန်လာတယ်။ ပြီးတော့စခန်းပတ်လဲကိုပြန်ထမ်းပြီးပောက်ကွဲစေတဲ့များအနေနဲ့ပစ်ခတ်လို့ပောက်ကွဲမှုတွေအများကြီးဖြစ်ကုန်ရောဖရန်နဲ့စစ်တဲဒီအကောင့်ဒီစီးပြီးတနတ်ဒီနဲ့လိုက်ပစ်ကြတယ်နေတီရီကရှောင်းတဲရင်ဖရန်လိုက်ဝဲအောင်ကျင်းမြောင်းနဲ့လမ်းချတဲ့ကနေမောင်းပြေးသွားတယ်သိပ္ပံပညာရှင်တွေကစပိုက်ဒါပျောက်သွားမှန်းသိပြီးဗရန်ထုတ်ထားတယ်ရုတ်တရက်အီယန်ကဘူဒိုဇာကားကြီးတစ်စီးကိုမောင်းပြီးကွတ်မြတ်မဲ့နေရာကိုဝင်တိုက်ချလိုက်တယ်စစ်သားတွေပြစ်ကြပေမဲ့ကားကြီးကအထူကြီးဆိုတော့ဘာမှမထည့်ဘူးဘူဒိုဇာကလောင်အိမ်ကိုဖျက်ဆီးလိုက်တော့အချိတ်ကကားအောက်ကိုဝင်ပုံးပြီးအတူတူထပ်ပြေးကြတယ် ပြီးတော့ဂျိတ်ကအီယန်နဲ့အတူထပ်ပြေးခြင်းအီယန်ကနေချက်ချိန်မှာတိုက်ခိုက်မဲ့စီမံကိန်းကြီးအကြောင်းပြောပြတယ်။ဝင်းမြင့်ကျဲကိုဖြတ်ပြေးချိန်မှာရဟရင်တစီကတွေ့ပြီးလိုက်ဖြစ်တယ်။နေအောင်လူစုခွဲလိုက်ပြီးဂျိတ်ကအီယန်ကိုသူ့ဘာသာပြေးခိုင်းလိုက်တယ်။ရုတ်တရက်စပိုက်ဒါထွက်လာပြီးဂျိတ်ရှေ့ကနေကာရက်လိုက်တယ်။စစ်သားတွေသူ့ကိုလိုအပ်နေမဲ့တီးလို့မပြေးရဘူးဆိုတာသိနေတာကိုဂျိတ်နဲ့စပိုက်ဒါအတူပြေးနေတော့နီတီရီသူ့အကောင်နဲ့ရောက်လာပြီးရဟရင်ကိုပစ်ချလိုက်တယ် စပိုက်ဒါနဲ့ဂျိတ်ကိုနီတီရီစီပြေးတက်ပြီးပြန်တန်းလွတ်မြောက်သွားကြတယ်ဂျိတ်ကနီတီရီကိုသူစပိုက်ဒါကိုဆက်မကာကွယ်ပေးနိုင်တော့ဘူးလူသားတွေသာသူ့ကိုပြန်မိသွားရင်သူတို့ကဘာကြီးပျက်စီးသွားလိမ့်မယ်လို့ပြောတယ်ပြီးတော့ဂျိတ်ကစပိုက်ဒါကိုတော်တဲ့ခေါ်လေဘင်းကိုဓာတ်နဲ့ချင်းပြီးဖျားဖခင်စီဆူတောင်းတယ် စပိုက်ဒါကသူ့ကိုချစ်လာလို့မေးတော့ဂျိတ်ကချစ်တယ်ဒါပေမဲ့ရွေးချယ်စရာမရှိဘူးလို့ပြောတယ်ဂျိတ်သားကိုမြောက်လိုက်ပေမဲ့နောက်ဆုံးတော့မလွတ်ရပဲစပိုက်ဒါကိုဖတ်ထားလိုက်တယ်မကြခင်နေတီရီလည်းရောက်လာပြီးစပိုက်ဒါကိုသူဆက်ဆံခဲ့ပုံနဲ့တောင်းပန်တယ် နောက်တော့ဂျိတ်ကတောင်ပေါ်တက်ပြီးအရင်တုန်းကသူ့နဲ့တို့တိုက်ခိုက်ခဲ့ဘူးလေတိုယိုကြီးကိုတွားရှာတယ်ဂျိတ်ကတားရဲကြီးနဲ့စပင်ချိတ်ဆက်ပြီး
သူ့လူတွေစီပြန်တန်းလာကတိုက်ပွဲဝင်ရမယ့်နေ့ရောက်ပြီလို့ကြီးညာတယ်အားလုံးကတိုယိုကြီးကိုညင်ပြီးအထင်ကြီးတော့ကြတယ်နောက်ဆုံးမှာဂျိတ်ကပင်လေပင်စီသွားပြီးတူကွန်ကြီးခဲတွေကိုအကူအညီတောင်းတယ်ဒါပေမဲ့တူကွန်တွေကအကြမ်းဖက်ခြင်းတန်တရားကိုပဲလဲစီတယ်ဆိုပြီးတိုက်ဖို့ညင်းကြတယ်အဲ့ဒီအချိန်မှာလိုအပ်တော့အဖွဲကပရာဂန်နဲ့ဒဏ်ရာရထားတဲ့တူကွန်ကိုခေါ်လာတယ်ဒဏ်ရာရထားတဲ့အကောင်ကနောက်ထပ်အစုလိုက်အပြုံးလိုက်အသက်မခံကျင်တော့လို့တိုက်ခိုက်ပြီးဖို့အကြီးကြီးတွေကိုတောင်းပန်တယ် စခန်းမှာတော့စစ်သားတွေကတိုက်ပွဲအသက်တင်းစီနေကြတယ်။မိုင်းကဝင်มาဖို့လို့တော့ဗိုလ်ချုပ်ကသူ့အကြံတွေကအချင်းလေးကိုပိုဆိုးစေတယ်ဆိုပြီးလက်မခံဘူး။လူထောက်ထင်းဘောတွေတန်နာကြောက်တန်းစီရောက်လာတဲ့အခါလူကြီးတွေကကလေးတွေကိုဂူထဲမှာပုံခိုင်းထားတယ်။လိုအပ်ကဆောက်ရှောက်ဖို့တာဝန်ယူရတယ်။ရေစီကျောင်းဘော်ကအလင်းနန်းတစ်ခုကတန်လိုက်ကွင်းမင်တစ်ခုဖန်တီးလိုက်တယ်။မိတ်တေချာကြည့်လိုက်တော့မှတူလ်ကွန်ဒီအကုန်မရောက်လာမှန်းသိလိုက်ရတယ်။စစ်သားတွေကိုပုံနေဖို့ပြောပေမဲ့နှုတ်ကျသွားပြီ။ တူကွန်ကြီးကဲတွေကတိုက်ခိုက်ဖို့သဘောတူလိုက်ပြီးရေရဲကနေရုတ်တရက်ခုန်ထွက်လာပြီးစစ်တပ်ကိုအလစ်တိုက်တော့တာပဲသူတို့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်တွေနဲ့တင်းဘောတွေပေါ်ဖိချထက်စီးပြီးလူအမားကြီးတေကုန်တယ်နာဗီတွေကဒါကိုအချက်ပေးတန်လို့မှတ်ပြီးတိုက်ပွဲဝင်ကြတယ် လူသားတွေကပြန်ပစ်လို့နာဗီနဲ့ဒူကွန်တချို့ကြာဆုံးပေမဲ့ဒေသခံတွေကနေမြေကျွမ်းကျင်လို့အသာစီးရနေတယ်တချို့နာဗီတွေဆိုတမဖို့ခွန်တက်ပြီးလူတွေကိုမျက်လုံးချင်းဆိုင်ကြည့်ကထိုးတတ်ကြတယ်ကန်ဆိုးကျင်တော့မိုင်းနဲ့ HP ပဲတွေသူတို့အကောင်တွေနဲ့ရောက်လာပြီးဂျိတ်ရဲ့စစ်တပ်ကိုပြန်တိုက်တယ်သူတို့မှာတနက်တွေရောအကောင်ဒီရဲ့အမျက်နှုံရောရှိနေတော့ကောင်းတဲ့လူဘက်ကအထီနာပြီးတနာညာတာမှုမရှိအထက်ခံနေရတယ် ကီရီကဒီတပ်ဖြတ်ပွဲကိုမကြည့်ရတော့လို့ရေရက်ခုံးချသွားတယ်ဒါနဲ့တခြားသူတွေလည်းလိုက်သွားကြတယ်ရေအောက်မှာကီရီကတစ်ပင်နဲ့ချိတ်ပြီးဖျားသခင်နဲ့စကားပြောဖို့စူးစမ်းတော့အတယောဂါထပ်ပြန်ရောမကြခင်စပိုက်ဒါနဲ့တွေ့ရောက်လာပြီးတစ်ပင်နဲ့ချိတ်ဆက်ကကီရီကိုကူညီပေးကြတယ်ဒီတော့မှကီရီကဖျားသခင်စီရောက်သွားပြီးအကူအညီတောင်းနိုင်ခဲ့တယ်အဲ့ဒီချိန်မှာပဲဒုံးကြီးတစ်စင်းတစ်ပင်ကိုလာမှန်းပြီးချိတ်ဆက်မှုပြတ်သွားတယ် ရေထဲမှာပရာဂန်မေလဲနေပြီးရိုနယ်တနတ်မှန်ထားတယ်ကောင်းကင်မှာမိုင်နဲ့တိုက်ခိုက်မှုကြောင့်ဂျိတ်ကြောက်ဆောင်နဲ့တိုက်မိပြီးရေထဲပြုတ်ကျသွားတယ်ဂျိတ်နဲ့နီတီရီရေပေါ်ပြန်တက်လာတော့ပြန်တွေ့ကြတယ်စပိုက်ဒါနဲ့တွတ်လည်းပြန်ရောက်လာတယ်ဒါပေမဲ့ကီရီကိုမတွေ့ဘူး နေတီရီကရိုနယ်ရေထဲမှာမျောနေတာတွေ့လို့ကန်ဆာဆွဲခေါ်လာပြီးမိဖွားပေးတယ်ရိုနယ်ကခလေးကိုနာမည်ပေးပြီးနေတီရီကိုကာကွယ်ပေးဖို့မှာတယ်ပြီးတော့ခလေးကိုပွေရင်တည်ဆုံးသွားတယ်မကြခင်စပိုက်ဒါကရေလဲပြန်ငုတ်ပြီးကီရီကိုရှာတယ်ကီရီကသူ့စပင်မှာလာကတ်နေတဲ့တတဝါလေးကြောင့်အသက်ရှင်နေတာတိုးတယောက်တည်းကြံခဲ့တာကိုအခွင့်ကောင်းယူပြီးမိုင်းကဖမ်းခေါ်သွားတယ် တက်ကိုတတ်မဲ့ချင်းချောက်ချလို့နေဒီရီပြန်မတိုက်ရဲလို့ဗာရန်ကနေဒီရီကိုနှိပ်ဆက်နေတော့မင်းနဲ့အဖရက်လှေရီနဲ့ထွက်ပြီးတူကွန်တွေကိုလိုက်တတ်နေကြတယ်အဲ့ဒီချိန်မှာကီရီကတစ်ပင်ကိုပြန်လှုပ်နိုးခဲ့ပြီးရေအောက်တက်တပါတွေအားလုံးနဲ့ဆက်သွယ်ကအကူအညီတောင်းလိုက်တယ်တရိษံတွေကချက်ချင်းဆိုသလိုတင်းမိုးတွေလှေတွေကိုဝိုင်းပြီးကြောက်စရာကောင်းလောက်အောင်ဖျက်ဆီးပေးကြတယ်တပည့်နဲ့ထဲမှာပဲတိုယိုကြီးကလည်းနိုးလာပြီးဟိန်းဟောက်လိုက်တော့သူ့တို့အမျိုးနွယ်တွေအများကြီးရောက်လာပြီးရဟတ်ညင်တွေကိုတိုက်ခိုက်ကြတယ် မလဲထန်ရရထားတဲ့တိုကိုလက်ချက်နဲ့တေးသွားတယ်ဗိုလ်ချုပ်ကစစ်သားတွေကိုစုတ်ခွာဖို့အမိန့်ပေးနေတော့ဂျိန်းနဲ့ကလေးတွေကမိသားစုကိုကယ်ဖို့ပင်မာတင်ဘောပေါ်ခိုးတတ်ကြတယ်ဗာရင်ကလိုအပ်နောက်လိုက်သွားတော့နတီရီနဲ့တို့ထပ်ပြေးဖို့အခွင့်အရေးရသွားတယ်ဒေါသထွက်နေတဲ့ဗာရင်ကချက်ချင်းလိုက်ပြီးနတီရီကိုဖမ်းမိသွားတယ်ဒါပေမဲ့နတီရီကိုသက်ခါနီမှာကီရီပေါ်လာပြီးဗာရင်ရဲ့အမွင်ကိုလှမ်းချိလိုက်တယ်ဖျားသခင်ရဲ့တကူကကြောက်စရာကောင်းလွန်းလို့ဗာရင်ကရောက်လန့်ဖြတ်ပြီးထပ်ပြေးသွားတယ် တန်လိုက်ကွင်းပြင်ကတင်းဘောတွေကိုစုပ်ယူနေလို့ကြံနေတဲ့လူသားတွေရောဘိုးချုပ်ပါတေကုန်ကြတယ်ဒီတန်လိုက်ကွင်းကကြောက်တုံးတွေကိုပါတုံးနေတော့ဂျိတ်ထက်ပြုတ်ကျသွားတယ်မိုင်ကခွင့်ကောင်းယူနေတက်ဖို့လုပ်တယ်ဒါပေမဲ့စပိုက်ဒါဝင်လာပြီးအကာအကွယ်လုပ်ပေးတယ်မိုင်ကမစုပ်ဘူးဆိုတော့စပိုက်ဒါကမိုင်လက်မောင်းကိုတနက်နဲ့ပစ်လိုက်တယ်ပြီးတော့မိုင်နဲ့ဂျိတ်ကြောက်တုံးတစ်ခုကနေတစ်ခုခုန်ကူရင်တိုက်ကြတယ်စပိုက်ဒါကအနာကပ်ပြီးထပ်ပစ်ဖို့ကြိုးစားပေမဲ့မတော်တဆထီးခိုက်ပြီးကြောက်တုံးဘော်ကရှော့ကျသွားတယ်မိုင်ကသူ့လက်ကိုအချိန်မီဟျန်းဆွဲလိုက်နိုင်ပေမဲ့သူပါရှော့ကျသွားပြီးနှွယ်ပင်တစ်ခုမှတွဲလုံးဖြစ်နေကြတယ်ဂျိတ်ကစပိုက်ဒါကိုကဲခြင်းမိုင်ကိုပါကဲမရမယ့်ခြင်းဖြစ်နေတယ်အဲ့ဒီချိန်မှာဂျိတ်ရဲ့မိသားစုရောက်လာပြီးဖြစ်ဖို့ဖျင်းကြပြီးမြဲဂျိတ်ကတားလိုက်တယ်မိုင်ကပြုံးပြပြီးမီးလောင်နေတဲ့အောက်ဘက်ကိုခုန်ချသွားတယ်ခဏကြာတော့နာဗီဒီအလုံးသူ့ပင်နဲ့ချိတ်ပြီးအောင်ပွဲခန့်ကြတယ်ပရာဂန်လည်းသူ့လူတွေကပြန်လက်ခံလိုက်လို့ပျော်နေတယ်ကီရီကချိတ်ဆက်မှုကနေတဆင့်စပိုက်ဒါကိုလမ်းပြပြီးအရင်တိုက်ပွဲတွေမှာတေဆုံးခဲ့တဲ့နီကီယမ်တို့ကီရီအမေတို့ရဲ့ဝิญဉ်တွေနဲ့ကိတ်ဆုံပေးတယ်နာဗီဝิญဉ်တွေကစပိုက်ဒါကိုကြိုဆိုပြီးသူဟာဒီလူမျိုးစုရဲ့အစိတ်ပိုင်းဖြစ်သွားပြီလို့ပြောကြတယ်ဂျိုးကြီးတစ်ခုလုံးသူတို့ရဲ့စွမ်းရည်တွေနဲ့လင်းလက်သွားတာပေါ့ အဆုံးထိကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်ဗျာ channel လေးကိုလည်း like and subscribe လုပ်ပြီးကြပါဦး